ပြည်သူများလုံးပဲမင်္ဂလာပါဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူအခါစောရေးသားထားတဲ့ဖျက်ပြက်ဦးအောင်ရှိန်နဲ့အောင်လန်းဆရာရဲ့အချစ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျဒါနမ်းမကြီးပေါ်မှာလဲကတရရိပ်နဲ့မောင်းနေတယ်။လဲရဲ့အချိန်ကအတော်မြန်နေဆိုပေမဲ့အဲ့ဒီလဲကကျုပ်ဘဝမှာစီးပူးတဲ့လဲတွေထဲမှာတော်တော်နည်းရဲ့လဲလို့ထင်ရတယ်ဗျ။တကယ်တော့လဲကမနှေးပါဘူးဗျ။ကျုပ်ကစန္ဒတွေစောပြီးတော့စိတ်စောနေလို့မလား။စိတ်စောရတာကလေအိမ်မှာကျုပ်မိကသိမလို့ရှင်းမလို့ဖြစ်နေပြီဆိုတာကိုဗျ။ကျုပ်ကလဲစရာနောက်ကျောကိုပုတ်ရင်းနေလဲကိုမြင်မောင်းဝေးစားမှာဦးလီယာဟာငါလည်းမောင်းနေရပဲကွာနွားနှကောင်ဒုံပြေးနေလို့လှဲပေါ်တော့မနေထိန်နေရတယ်မလားဒီချက်မြင်ရင်လှဲပေါ်သွားနေတဲ့လူတွေကိုတိုက်ပြီးတော့မယ်ကွာဦးအောင်ရှိန်ကကျုပ်လက်ပြန်ကိုသူ့လက်ဘွားနဲ့ဖမ်းဆုပ်ခိုင်းလိုက်တယ်ဦးအောင်ရှိန်ကျုပ်လက်ကိုအဲ့ဒီလိုကင်လိုက်တဲ့အခါတိုင်းကျုပ်စိတ်တွေကအေးချမ်းပြီးတော့တည်ငြိမ်သွားတတ်တယ်ဗျဒါလည်းဆရာဦးအောင်ရှိန်ရဲ့အစွမ်းတစ်ခုဖြစ်မှာပေါ့စိတ်ထားစမ်းပါရှင်မောင်ရငါတရားလုံးရှိပါတယ်ကွာဦးအောင်ရှိန်ကရီလိုပြောပြီးတော့ထွက်လက်ဆအနေကိုလှမ်းကြည့်လိုက်တယ်ကျုပ်တို့ထွက်လာတာမနက်ခင်းစောစောပဲရှိသေးရဆိုတော့နေတော်မှကောင်းကောင်းထွက်သေးတာမဟုတ်ဘူးပြူဦးအောင်ရှိန်ကနေလုံးကြီးစီကိုလက်ဝါးဖြန့်ပြီးတော့တခုခုရွှေ့ဆုံရင်ဟိတ်လို့အတန်ပေးပြီးတော့လက်ဝါးကိုတခုခုစုပ်ကင်တယ်လို့စုပ်ကင်လိုက်တယ်ဗျဘာမှပူနေတော့ရှင်မောင်ငါပညာနဲ့မင်းမေဖြစ်နေတဲ့ဝေဒနာတွေကိုလှမ်းပြီးချုပ်ခိုင်းထိန်ခိုင်းထားလိုက်ပြီကွာဟုတ်ပြီလားကျုပ်ကတိတ်တော့မယုံကျင်သေးဘူးဗျာဟုတ်ရဲ့လားဆရာကြီးရဲ့ကျုပ်စိတ်အေးချမ်းတော့ဆရာကြီးကတမင်လှုပ်ပြတာမလားဆရာကြီးဒီလောက်ဆိုရင်အခုလိုခရီးထွက်ဆရာတော့မလိုပဲနဲ့အိမ်ကနေလှမ်းခုနေမှာပေါ့ကျုပ်စိတ်ထဲဘာကြောင့်မှမသိဘူးဒေါသတွေထွက်နေတယ်ဗျာကျုပ်အဲ့ဒီလိုပြောပြီးမဲ့ဦးအောင်ရှင်ကတော့ရီးကျဲကျဲပဲဗျာမင်းကငါတပည့်ဆိုပေမဲ့ငါ့ကိုအခုထိမယုံသေးပါလားကောင်းတယ်ငါလည်းမင်းလိုလွယ်လွယ်ရှုံတက်တဲ့ကောင်မဟုတ်ဘူးဖယားဟောတဲ့ကာလမတုတ်မှာလေသူများပြောတာကိုလွယ်လွယ်နဲ့မယုံတတ်ဖို့တုံနေထားတယ်မလားဒါမဲ့ဒါတကယ်ကွာငါမျိုးလိန်ညာမဟုတ်ဘူးငေးစာရွာကငါရွာဆိုတော့ရွာထဲမှာငါနဲ့တီချမ်းခင်မင်းနဲ့မြင်းအပ်မမြင်းအပုတ်ကိုအများကြီးရှိတယ်တခြားရွာမှာကျတော့ငါတီမရှိဘူးဒါကြောင့်ငါရွာမှာဘာဖြစ်နေရဲဆိုတာကိုအတိအကျတော့မဟုတ်ပေမဲ့စိတ်ထဲကသိနေတတ်တယ်ကွာဒါလည်းခုနကပြောတဲ့ရွာကန်ပုတ်ကိုယ်ကြီးတည်င်းပေးတာထင်ပါရဲ့ကွာမင်းပြောတဲ့စကားကိုပြန်ဆက်ရရင်တော့ဒုခိုင်းပညာမှာအိမ်ကနေလှုပ်ပေးလို့ရတယ်ဆိုတော့ပညာနဲ့ဟိတ်တာဟန့်တာတော့ပဲလှုပ်လို့ရတာမိစ္ဆာကိုနှိမ်တာကြတော့လူကိုယ်တိုင်လိုက်ပြီးနှိမ်နေရတယ်ငါတခါပြောဘူးသလိုမိစ္ဆာမကောင်းဆိုပါဆိုတာသိဉာဏ်များတတ်တယ်ဆိုတော့လူကိုယ်တိုင်သွားမှတော်ခါကြတာဟဲ့ဒါကိုဝေးကနေပြီးပယောကနှင်းတယ်လို့အတိုက်ထုတ်ပေးရလို့ဆိုတာမဖြစ်နိုင်ဘူးလို့တော့မဟုတ်ပြီမရှားတော့ရှားတယ်ကွာလွယ်လွယ်နဲ့ဝေးကနေလှုပ်ပေးနေရဆိုရင်တော့ဆရာလိန်သမားလိန်တွေနဲ့တွေ့ဖို့များတယ်ဟေးဝေါရှိကတလန်းလုံးတော့စကားပြောလာတယ်ဒါပေမဲ့သူ့စကားတွေကကြုံလာတယ်ဝင်တစ်ချက်မဝင်တစ်ချက်ဖြစ်နေတယ်ဒီလိုနဲ့မောင်းလာရင်မင်းစာရွာကိုရောက်လာခဲ့ပါရောလဲကဦးအောင်ရှင်အင်းရှိရက်လိုက်တဲ့အချိန်မှာကျုပ်လည်းလဲဘော်ကနေခေါ်ဆင်းပြီးတော့အိမ်ကိုဒုံဆိုင်ပြေးလာခဲ့ပါရောအမေရေအမေကျုပ်အတန်ရှိနဲ့អော်ပြီးအိမ်ထဲပြေးဝင်လိုက်တော့အိမ်ထဲမှာဒေါ်ကြီးကြီးကိုတွေ့တယ်ဒေါ်ကြီးကြီးရဲ့ဘေးမှာတော့ကြီးကြီးသားထိုင်နေကျုပ်ကိုမြင်တော့သူတို့ကတိတ်တိတ်နေဖို့အတွက်အမူအရာလှုပ်ပြတယ်ဗျာကျုပ်လည်းကြီးကြီးသားသားကပ်ပြီးအတန်တိုးတိုးလေးနေဘာဖြစ်တာလဲအမေဘာဖြစ်တာလဲကြီးကြီးသားကျုံမင်းတော့ကြီးကြီးတန်းကခေါင်းခါပြတယ်ဒေါ်ကြီးကြီးကဘာဖြစ်တယ်လဲဆိုတော့ဒေါ်တို့လည်းမသိသေးဘူးတာရဲ့အကိုကြီးလာမှသိတော့မှာဒါပေမဲ့ထူးဆန်းတာကအမသိရင်တယောက်ကောင်းကောင်းမအိတ်တာ3ရက်လောက်ရှိနေပြီမဲ့အခုနောက်ကပဲငိမ့်သက်ပြီးအိမ်မောကြပါဒါကြောင့်သူ့ကိုမနှောက်ရှင်နေဟုတ်ပြီလားဒေါ်ကြီးကြီးပြောတော့ကျုပ်တခုတတိယသွားတယ်ဦးအောင်ရှိန်ကလဲဘော်ကနေပြီးအမေဝေဒနာတွေလှမ်းပြီးထိလိုက်တယ်ချုပ်လိုက်တယ်လို့ပြောတယ်မလားဒီတော့မှကျုပ်မျက်မြင်လက်တွေ့ယုံတော့တာပဲဗျ
အမေရုပ်ကအတော်ပိန်ကြနေပြီးပထောင်နှချောင်းလေးလေးကြာနေမြက်တွင်းကလည်းခွတ်လို့ဗျာကျုပ်တို့တမိသားစုလုံးဒုက္ခရောက်တုန်းကတော့မှအမေဒီလောက်ထိရုပ်ကြမသွားဘူးဗျာကျုပ်လည်းမေကိုကြည့်ရင်ငိုချင်လာတာနဲ့အမေခြေလက်လေးတွေကိုကင်ဖို့လှုပ်လိုက်တော့ကျုပ်ကိုမကင်နဲ့လို့အော်ဟစ်ပြီးဆရာဦးအောင်ရှင်ကအိမ်ထဲဝင်လာတော့တာပဲဗျဦးအောင်ရှင်ရောက်လာတော့ကြီးကြီးတန်းတို့ကနေရာလှုပ်ပေးလိုက်ကြတယ်ဦးအောင်ရှင်ကဖျားပေါ်မှာထိုင်ချလိုက်ပြီးတော့လွယ်ထဲကဆေးလေးလိတ်ထုတ်ပြီးဆေးလိတ်ထုတ်တော့ပါရောသူဆေးလိတ်တောက်တဲ့ပုံကလည်းဆေးလိတ်ကိုအငမ်းမရတောက်ချင်နေတဲ့လူတယောက်လိုပုံစံမျိုးနဲ့ခက်မြန်မြန်ထုတ်တောက်တာများကျုပ်ကတော့အိမ်ထဲရောက်တာနဲ့အသေးအတန်ဖြစ်နေတဲ့အမေကိုမကြည့်သေးပဲဆေးလိတ်ကိုအငမ်းမရဖွာနေတဲ့ဦးအောင်ရှင်ကိုကြည့်ပြီးအမြင်ကပ်နေပြီဆရာကြီးကလည်းဗျာအမေကိုအရင်မကြည့်ပဲအရေးမပါတဲ့ဆေးလိတ်ကိုထိုင်ဖွာနေသည်ဟာမင်းရလေငါ့ကိုပြောမေးဆိုတာကြီးပဲမင်းတို့အိမ်ထဲဝင်လိုက်တဲ့အချိန်မှာငါစိတ်ထဲမကောင်းတဲ့အနက်အသက်တစ်ခုကိုရလိုက်လို့ကွာဒီလိုနဲ့ကငါတို့လိုဆရာတွေပဲသိရတဲ့ကွာအဲ့ဒီနဲ့ရလာရင်ပါဇက်တွေအရန်ချင်လာပြီးတော့ဆေးလိတ်တောက်ချင်တဲ့စိတ်တွေဖြစ်လာလို့တချို့ဆရာတွေဆိုရင်လေကွန်ဝါချင်တာတို့ရေတောက်ချင်တာတို့ဖြစ်တတ်တယ်ကွာစိတ်တွေမယိုးမရွဖြစ်လာတယ်ပေါ့ကွာဒါတော့ခွင့်လို့ဟဲ့ဘဝရှင်ကပြောပြောဆူဆူနဲ့ဆေးလိတ်တွေထိုင်ပွားထုတ်နေသူမုတ်ထုတ်လိုက်တဲ့ဆေးလိတ်ငွေတွေကအခန်းထဲမှာဖောက်ဟုတ်သွားပြီးတော့ဒေါ်ကြီးကြီးကိုတကားရီပတင်းပေါက်တွေလိုက်ဖွင့်ခိုင်းတယ်ဒီအချိန်ထိဦးအောင်ရှင်ကအမေကိုတစ်ချက်မဆန်းသေးဘူးဗျာဒေါ်ကြီးကြီးကိုကြည့်နေနေမသိရင်ဒီလောက်ဖြစ်နေရအောင်အိမ်ကရေမန်းလေးပါလေမတိုက်ထားဘူးလားအေးကြီးရေတိုက်ပါလေကိုကြီးရေရေမန်းလေးတိုက်တယ်စီမန်းလေးလိမ့်ပြီးတယ်အကိုကြီးအရေးကြုံရင်သုံးဖို့ဆိုပြီးပေးထားတဲ့ဆေးတော်ကြီးဆိုတာကိုတော့တိုက်ထားပြီမဲ့အမသိရင်ကကောင်းမလားဦးအောင်ရှင်ကခေါင်းရည်ရင်းနဲ့တော်ယုံအပမီတာအတိုက်ခိုက်ခံရတာလို့ဆိုရင်ဒီရေမန်းစီမန်းတင်နေနိုင်နေအောင်အခုကဆေးတော်ကြီးတော့ဘာမှမထူးဆိုတော့ဒီကောင်အစ်မြင့်နေကောင်ပဲကြီးကြီးတန်းကဦးအောင်ရှင်နောက်ကိုရေနွေးပန်းလာချပြီးဦးအောင်ရှင်ကအစိလေးကိုမီးတက်ပြီးတော့ရေနွေးငှက်ရင်းနေကဲကြီးမင်းတို့ကုန်တယ်တော့ဘာတွေဖြစ်ခဲ့လဲဆိုတာပြောစမ်းပါဦးအထူးသဖြင့်မသိရင်လည်းပတ်သက်တာပေါ့ဒီလိုကိုရဲ့ကျမတို့လူတစုဟန်သာဝတီရွာထိတက်ပြီးကုံကူးမဲ့လုပ်ရင်ကုတ်ကားရွာကိုရောက်ခဲ့ကြတယ်အမသိရင်ကရင်တော့ကအစည်းအဝေးလုပ်ခဲ့ဘူးတဲ့သူပြီးအမြော်မြင်ရှိရဲ့လူတယောက်ပါဖြစ်ချင်တော့အဲ့ဒီကုတ်ကားရွာမှာအမသိရင်ရဲ့ငယ်တငယ်ချင်းကိုကျော်ဗလာနဲ့တွေ့ခဲ့ကြတယ်ဝေါရှင်ကဒေါ်ကြီးကြီးပြောသမျှနားထောင်နေရင်မျက်မှောင်တစ်ချက်ကျုံလိုက်တယ်ဒီတော့ဘာလို့လဲကုတ်ကားရွာနဲ့ဟန်သာဝတီရွာမှာနာမည်ကြီးတဲ့ဘေးရင်ဆရာကြီးတယောက်ပေါ့ကိုကြီးရဲ့ဆေးရီပါလေကုတွေပြောတယ်ကုတ်ကားရွာမှာအင်ကြီးရခိုင်နဲ့ကိုနေရကျမတို့သူ့အိမ်မှာတဲခိုင်းပြီးတော့ရွာကုန်စီတွေကိုလွယ်လွယ်ဝယ်နေအောင်လဲသူကကူညီပေးခဲ့တယ်သူတို့ရွာမှာတော့သူကအတော်ဩဇာကြောင်းနဲ့လူတယောက်ပဲသူနဲ့မသိရင်ဆက်ဆံရရောဘလို့နေတယ်လဲငယ်တငယ်ချင်းတွေဆိုတော့ခင်ခင်မင်းမင်းပါပဲကိုကြီးရေကိုကျော်ဗလာနဲ့မသိရင်တွေကငငယ်တုန်းကခံကောမြို့ကျောင်းမှာအတူတူတက်ခဲ့ရင်တငယ်ချင်းတွေဖြစ်ခဲ့တယ်ဆိုပဲကိုကျော်ဗလာကကုတ်ကားရွာစာတိဆိုတော့ရွာပြန်ပြီးအခြေချနေထိုင်တော့မှဝေးသွားကြရဆိုတော့ပါပဲဒါနဲ့အဲ့ဒီလူကအိမ်တောင်နဲ့လားလူပြိုလားမုတ်ဆိုးကိုတခုလန်လားဝေါရှင်ကရီလိုမေးချလိုက်တော့တော်ရေးကြည့်တော်မှကြောင်စီစီဖြစ်သွားတယ်အကိုကြီးနဲ့စစ်စစ်ပေါက်ပေါက်တွေလိုက်မေးနေပြန်ပါပြီဒီလောက်တည်တည်ချာချာတော့ကျမလည်းဘေးသိမလဲဒါပေမဲ့သူ့အိမ်မှာတော့အိမ်တောင်တဲ့မိန်းမသားလည်းမတွေ့ကြီးတော်တယောက်နဲ့တူလေးတယောက်လာပဲရှိတာကျုပ်လည်းမနေနိုင်တော့တာလေဟုတ်တယ်ဆရာကြီးကကျွန်တော်မေကိုအခုထိလက်ဖျားနေအောင်တို့မကြည့်ပဲနဲ့ဦးကျော်ဗလာကအိမ်တောင်တယ်လားဘာလားတွေလိုက်မေးနေတာပါဆိုင်လို့လေဗျာဆရာကြီးမဟုတ်တယ်လို့ပဲကျုပ်အားလို့အာမရောက်နေပြောလိုက်တော့ဦးအောင်ရှိန်ကလက်ထဲကရေနွေးကွက်ကိုဘန်းလေးကိုကွက်ကနေပြန်ချလိုက်ပြီးတော့ကဲချင်ပါအဲ့ဒါဆိုမေးတော့ငါမေးမယ်နော်မေးမရအခုဘာဖြစ်နေရလဲအတိုက်မရလားအပင်းသေးခံရတာလားစုံတိုက်ငက်တိုက်ကဝေတိုက်အတိုက်ခံရတာလားဟာဗျာဒါတော့ကျွန်တော်ဘေးသိမယ်ဆရာကြီးမသိရင်ဘယ်လိုလုပ်ရမလဲစစ်မေးရင်အကုန်ပေါ်တာပေါ့ဆရာကြီးအေးလှုပ်စမ်းပါဦးကွာလူတယောက်ကိုပယောဂရှိမရှိဘယ်လိုစစ်တယ်လဲဟိုနေ့ကငါပြောထားဘူးလေနော်မင်းမှတ်မိသေးရလားမှတ်မိပါတယ်ဆရာကြီးပယောဂစင်နီတွေအများကြီးရှိပေမဲ့
လူသုံးများတာကအနံပေးပြီးစစ်တာခြေထောက်မြောက်ခိုင်းတာနဲ့တက်ဖွင့်စင်တာဗလားအေးဟုတ်ပြီပြီးတော့ခုအိပ်ပျော်နေတဲ့မင်းမေကိုမင်းဘာလေးနဲ့စစ်နေမလဲအနံပေးရခြေထောက်မြောက်ခိုင်းတာကအိပ်ပျော်နေတဲ့သူမိုးဝေနေတဲ့လူမိပြောနေတဲ့လူကိုမစစ်ဆေးနိုင်ဘူးဆိုတော့တက်ဖွင့်စစ်မှရမယ်ဆရာကြီးရေအေးဟုတ်ပါပြီအခုအချိန်မှာတက်ဖွင့်စစ်ကြမယ်ဆိုတော့ငါတို့ဘာလိုက်ကြည့်ပါလဲဘုရားရှင်ကမေးလိုက်တော့မှသူဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်ပယောဂကုရဲဆိုတာကစုံတောက်လှုပ်တယ်လို့ပဲရှင်မောင်ရအရင်ဆုံးလူနာကိုမကင်တွေ့ခင်မှာဒီလူနာရဲ့ဖြစ်ပုံပြက်ပုံကိုမေးပြီးတော့ကြိုတင်ကောက်ချက်ချထားရတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာကတော့လူနာကိုစစ်ရင်ပေါ်မှာပဲဒါပေမဲ့လူနာကိုစစ်ရင်လူနာရောစိတ်ဟာရောပင်ပန်းတယ်ကြိုးစားအားထုတ်ရတယ်စစ်မှပေါ်တော့ဂုံယူစရာမဟုတ်ဘူးရှင်မောင်ရတကယ်ဆရာသမားတွေကလူနာကိုမစစ်ခင်မေးမြန်းလိုက်ကတဲ့ရောက်ဘာကြောင့်ဆိုတာကောက်ချက်ချနိုင်ရတယ်ဒီတော့လူနာလည်းမပင်ပန်းဘူးဆရာလည်းတက်တာပေါ့ကွာမစစ်ဘဲနဲ့တည်ရဆိုတော့မှန်ပါမလားဆရာကြီးတဘောကစကားပြောတယ်ရှင်မောင်ရတယောက်စနှစ်ယောက်စကူကူတဲ့ဆရာကတေချာအထက်ချက်စစ်ဆေးတော့မှဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာကိုသိနိုင်ပေမဲ့ဒီလိုလူနာမျိုးကိုအရောက်တရားလောက်ကြုံမှုထားတဲ့ဆရာကြတော့လူနာပါဆက်ဟလိုက်တာနဲ့ဘာကြောင့်ဖြစ်တာဆိုတာတန်းသိတာပဲဟေးဘာမှမသိပဲကောက်ရိုးပုံနဲ့အက်ရှာတယ်လို့လူနာကိုစမ်းသပ်တာတဲ့လူနာရဲ့ဖြစ်ပျက်တွေကိုမေးမြန်းပြီးတော့မှစမ်းသပ်ရင်ကောက်ရိုးပုံကအက်ရှာချင်းတူရင်တော့မှကောက်ရိုးပုံအရှိချမ်းမှာအရှိနိုင်သလားအနောက်ချမ်းမှာရှိနိုင်သလားဆိုတာသိစေတယ်ပြောရရင်တော့ရှာရလွယ်စီတယ်ပေါ့ကွာကြုံထားလိုက်ပါပြီဆရာကြီးအခုအမေဖြစ်တာကိုရောဆရာကြီးတဲလို့စားရပြီလားတဲလို့စားတယ်မဟုတ်ဘူးငါအဖေပါရနေပြီရှင်မောင်ရဒါဆိုဘယ်လိုဖြစ်တာလဲဆရာကြီးဒါရီကခုနကကြော်ပလာလှုပ်တာကြော်ပလာကမေးမိနဲ့ငယ်ငယ်ချင်းဖြစ်ရုံတည်းမကောက်ဘူးမေးမိပေါ်ကိုလည်းချစ်ခဲ့မှုတဲ့လူတစ်ယောက်ဖြစ်မယ်မေးမိကသိချင်သိမယ်မသိချင်မသိဘူးပေါ့အခုမေးမိနဲ့ပြန်တွေ့ပြီးမေးမိကယောက်ျားတည်ပြီးတော့လွတ်လပ်နေတဲ့လူတစ်ယောက်ဖြစ်မှန်းသိတဲ့အခါမေးမိကိုလိုချင်လာတယ်ဆိုပါတော့ဒါကြောင့်မေးမိကိုစေးခဲထလိုက်တာပဲတကယ်လို့ကြော်ပလာကအိမ်တော်မရှိဘူးဆိုတာသိကြရင်သူကမေးမိကိုလက်ထက်ချင်လို့လှုပ်ထားတာပဲမေးမိရုံမှုဆိုရင်မေးမိကိုကုတ်ကားရွာကိုပြန်ခေါ်သွားလိုက်ဟောဒီယောဂကယူပြစ်တယ်လို့ပျောက်သွားလိမ့်မယ်တဝိတီကပါဆက်အဟောင်းသားနဲ့နားထောင်ခြင်းကနေဟုတ်မေကိုကြီးကျမတို့ကုတ်ကားရွာကထွက်လာပြီးဟန်တာဝရီရွာရောက်တာနဲ့မသိရင်ကစဖြစ်တော့တာပဲအပြန်လမ်းမှာကုတ်ကားရွာကိုဝင်တော့သူ့ယောဂခဏတက်တာသွားတယ်အဲ့ဒီရွာလေးပြန်လာပြီးလမ်းရောက်ကတည်းကမသိရင်တယောက်ငိုဟေရီဟေဖြစ်တာပဲကိုကြီးရေဒီလိုတော်ရုံးမာတဲ့သူပဲဗျာအမေကိုလိုချင်လို့စိတ်ခတ်ပြီးလောက်ရတယ်လို့ဗျာဒီလိုလေပြောမရဘူးရှင်မောင်ရကျော်ပလာကအောက်လန်းဆရာဆိုပေမဲ့စိတ်ဖြောင့်မတ်တဲ့လူပဲငါဘာကြောင့်သိတယ်လဲဆိုရင်တခြားအောက်လန်းဆရာသာဆိုရင်မင်းမီကိုသားမတ်မတ်မရမတ်ပေါင်းမှာမဟုတ်အိမ်ကိုရောက်နေတဲ့အချိန်စေးခတ်ပြီးတော့အမြောင်မရားဖြစ်သိမ့်တယ်မှာအခုသူ့လုပ်ပုံကိုင်ပုံကိုကြည့်ရတာမင်းမီကိုသားမတ်မတ်မရမတ်ပေါင်းချင်တဲ့သဘောပဲကွာကျွန်တော်နားမလည်ဘူးဆရာကြီးဒီလိုလေကွာကျော်ပလာကမင်းမီကိုစေးခဲ့မယ်မင်းမီကပြောကားဆိုပြီးတခြားဆရာနဲ့ကူလို့စင်ရင်သူ့လှုပ်ထားရဲဆိုတာပေါ်မှာပဲပေါ်လာရင်မင်းမီကိုဘာကြောင့်လှုပ်ရလဲဆိုတာလူတွေသိကုန်ပါပဲတကယ်လို့ကူလို့မပြောက်ရင်တော့နောက်ဆုံးမင်းမီကသူ့ကိုလက်ထက်ရနိုင်မယ်ကွာအောက်လန်းဆရာဆိုတော့လေသူတက်ကျွမ်းနဲ့အောက်လန်းကြီးကိုအသုံးချတာပေါ့ကွာသူမားရလို့လည်းမဆိုးသားပါဘူးအချင်းနဲ့စင်မှာမတရားတာမရှိဘူးလို့ဆိုရမလားကွာဒါဆိုမိကိုဘယ်လိုကုမလဲအခုမင်းမိကိုမစစ်ရသေးပဲဘသူလှုပ်တယ်လဲဆိုတာသိနေပြီဆိုတော့ငါတို့မှာအားသာချက်တကူရှိသွားပြီကွာမင်းမိကိုမထီရမကန်ရသေးဘူးဆိုတော့ငါတို့ကုမကိုဒီကောင်မသိသေးဘူးသူမသိခင်ငါတို့ကမင်းမိကိုတွေကစေးအတိုက်ကိုထုတ်ရမယ်လှုပ်ပေါင်းဆရာကြီးကအမေကိုကဲပါဦးအရင်ဆုံးငါပြောတာဟုတ်မဟုတ်သိရအောင်မင်းမိကိုဓာတ်ဖွင့်ပြီးစစ်မယ်ကွာဓာတ်ဖွင့်စစ်တဲ့အခါလူတာကသူ့အသက်နဲ့ခန္ဓာကိုအမရဘူးဆိုတော့သူ့ရဲ့သွေးသားတရယောက်ကအတာအကောင်းဆုံးပဲဓာတ်ဖွင့်တဲ့အခါမှာလည်းသွေးသားတော်ဆက်တဲ့သူကိုဓာတ်ဖွင့်ပြီးအကောင်းဆုံးပဲဒါဆိုရင်ကျွန်တော်အမေရဲ့အသက်နဲ့ခန္ဓာကိုဆရာယူအပ်ပါတယ်
ဆရာဦးအောင်ရှင်က3 ချိန်3ခါမေးပြီးတော့ကျုပ်ကိုဘုရားကျောင်းဆောင်ရှိမှတင်မလို့ခေထိုင်ခိုင်းတယ်လက်အုပ်ချပြီးဘုရားအာယုံပြုထားခြင်းမောင်ပြီးတော့စိတ်ကိုရှင်းရှင်းကလေးထားဦးအောင်ရှင်ကရွတ်ဖက်ပြီးတော့ကျုံနှစ်ဖူးကိုသူ့လောက်ဝါးနဲ့ရိုက်ချလိုက်တယ်အသားကိုထိအောင်ရိုက်တာတော့မဟုတ်ဘူးဗျာနှစ်ဖူးကိုလေပဲဟတ်သွားတာဒါပေမဲ့လေဟတ်ပြီးရနဲ့ကျုပ်ကိုကြီးကပေါ်ပေါင်းလာပြီးတော့တမျိုးကြီးဖြစ်လာသလိုပဲအာယုံကိုစူးစိုက်ထားခြင်းမောင်ကြီးမင်းအာယုံနဲ့မြင်လာတာကိုပြောကျုပ်လည်းအာယုံကိုစူးစိုက်လိုက်တယ်ကျုပ်အာယုံထဲမှာမဲလိုက်ဖြူလိုက်ဖြစ်နေခြင်းကနေပြုံးဆိုအိမ်ကြီးတအိမ်ပုံပေါ်လာပါရောအိမ်ကြီးကတော်တော်ကြီးတာများရေနံကြီးတွေဝအောင်တုတ်ထားလို့အိမ်ကြီးကမဲနေနေတယ်ခြံထဲမှာလည်းပန်းမီတွေမျိုးစုံစိုက်ထားတဲ့ပန်းဥယျာဉ်လေးတစ်ခုရှိတယ်ပန်းဥယျာဉ်လေးတွေကခုံနှမ်းပေါ်မှာအမေကထိုင်နေတယ်ဗျကျုပ်လည်းမြင်သမျှကိုပါဇက်ကနေတဖွာဖွာပြောနေတယ်ဆက်ပြောစမ်းဘာတွေ့လဲဟုတ်ပြီဆရာကြီးအိမ်ထဲကလူကြီးတယောက်ထွက်လာတယ်ဗျအသက်က50လောက်တော့ရှိမယ်ထင်တယ်ဒီလူကြီးကရှင်အုပ်ကျဲကျဲထောင်းထောင်းမောင်းမောင်းနေဗျဝိတ္တာဆရကလည်းတက်တက်ရရပဲမေးစီနာမှာမှိတ်တစ်လုံးပါတယ်ဟုတ်တယ်ကိုကြီးအဲ့ဒါကိုကျော်ဗလားရဲ့ပုံစံပဲကျုံနာထဲမှာတော်ရေးကြီးနဲ့ဦးအောင်ရှင်တို့ပြောနေတာပဲအကုန်ကြားနေရတယ်ဒီလူကြီးကအမေနဲ့စကားပြောတဲ့ဆရာကြီးဘာကြီးပြောလဲတော့ကျွန်တော်မကြားရအောင်အေးပေါ့ကွာမင်းကိုအမြင်တက်ဖွင့်ပေးထားတာဆိုတော့ကြားတော့ဘယ်ကြားရမလဲစက်ကြည့်စမ်းအမေကခေါင်းခါပြပြီးတော့အိမ်ထဲဝင်သွားတယ်ဟောဗျာဒီလူကြီးစိုက်ထားတဲ့ပန်းတွေကတရေကြီးဖြစ်ကုန်နေဗျအမလီအိမ်ကြီးကလည်းတရေကြီးတကောင်ပါလားဗျကြောက်ရှောက်ကောင်းလိုက်တာဆရာကြီးရှင်မောင်အာယုံပြက်စီနဲ့ဆက်ပြီးကြည့်တာကျုပ်လည်းကြောက်ပြီးအော်နေပြီတရေတွေကပုံစံစုံနေဗျနောက်တော့အဲ့ဒီမြင်ကွင်းကြီးပျောက်သွားပြီးအမေကိုမြင်ရတယ်အမေကမောင်ထဲမှာမတ်တက်ရက်နေတယ်မျက်နှာကလည်းညိုညိုငယ်ငယ်ပဲဗျဆရာကြီးအမေကိုမြင်ရပြီဗျအမေကစိတ်ညစ်နေတဲ့ပုံပဲမင်းအမေရဲ့ကိုမှထူးဆန်းတာတစ်ခုခုရှိသလားရှင်မရှိတယ်ဗျအမေရင်ဘက်ထဲမှာတဝင်းဝင်းလက်နေတဲ့ဂေါ်လီလုံးလိုအလုံးလေးတစ်လုံးရှိတယ်အဖြူရောင်ဖြစ်လိုက်အနီရောင်ဖြစ်လိုက်နေဟောပြောရေးဆိုရင်အပြန်အောင်ဖြစ်သွားပြန်ပြီမင်းအဲ့ဒီနာကိုကတ်သွားလိုက်စမ်းကွာအဲ့ဒီအလုံးလေးကိုတိတိကျကျကြည့်စမ်းဘောင်းရှင်ပြောတဲ့အတိုင်းကျုပ်လည်းအလုံးလေးကိုတေးချအာရုံစူးစမ်းလိုက်တယ်ဒီအခါကျုပ်ကတေးသွားသလိုဖြစ်ပြီးတော့အလုံးနဲ့တဖြည်းဖြည်းနီးကပ်လာတယ်အမေကိုယ်လုံးကြီးကလည်းဖောက်ထွင်းမြင်ရသလိုဖြစ်သွားပြီးအလုံးကလေးကတဖြည်းဖြည်းကြီးလာတယ်အယောင်လေးလက်နေတုံးမှာပဲအလုံးလေးတဲကနေမျက်နှာတစ်ခုပေါ်လာတယ်မျက်နှာကယောက်ျားမျက်နှာတစ်ချမ်းမိန်းမမျက်နှာတစ်ချမ်းပြကျုပ်ကိုမြင်တော့မျက်နှာကမျက်လုံးတွေဖွင့်ပြီးမျက်နှာတစ်ချမ်းကတဟီးဟီးနဲ့ရည်တယ်မျက်နှာတစ်ချမ်းကတော့အော်ဟစ်ပြီးငိုတာပဲဗျာကျုပ်ဖြင့်လက်ပြီးမျက်လုံးဖွင့်လိုက်ပြီလေကြောက်စရာကြီးဗျာကြောက်ဖို့ကောင်းလိုက်တာအထဲမှာယောက်ျားတစ်ချမ်းမိန်းမတစ်ချမ်းမျက်နှာကြီးဗျာမျက်နှာကြီးကိုကြည့်ရတာလေကြောက်ဖို့တော်တော်ကောင်းနေဘုရားရှင်ကကျုပ်ကောင်းကိုသူ့လက်နဲ့3-4ချက်ပုတ်ပေးတယ်သူပုတ်ပြီးတော့မှကျုပ်လည်းအကြောက်ပြေသွားတယ်ဒီမျက်နှာကြီးကိုမြင်တော့ကဆိုကျုပ်ဘလို့ကြောက်ဝဲမသိအောင်ကြောက်တာဗျာဘုရားရှင်ကဖျားပေါ်ပြန်ထိုင်ရင်းနေငါထဲသားပဲကွာလူတယောက်ကိုချစ်လာမုန်းလာအောင်တိုက်နိုင်တာကနာပုံစီးကြီးပဲကွာနာပုံစီးဆိုတာဘာလဲဆရာကြီးလူတယောက်ကိုချစ်ရမုန်းအောင်လုပ်နိုင်တဲ့စီးပေါ့ကွာစီစားနိုင်တဲ့စီးပြီးတဲ့အတော်အဆင်မပြေစီးပေါ့ကွာတခြားစီးတွေကလူတယောက်ကိုချစ်အောင်လုပ်ရင်လုပ်မုန်းအောင်လုပ်ရင်လုပ်ဒီလိုပဲစွမ်းပေမဲ့နာပုံစီးရတော့လူကိုချစ်အောင်မုန်းအောင်တပြိုင်တည်းလုပ်လို့ရတယ်ကျွန်တော်နားမရှင်းလို့ဆရာကြီးဦးတော်ဗလာကအမေကိုချစ်တယ်ဆိုရင်ဘာလို့မုန်းအောင်လုပ်မှာလဲဗျာမုန်းနေဆိုတာသူ့ကိုမုန်းအောင်လုပ်တာမဟုတ်ဘူးနာပုံစိတ်နဲ့သူ့ကိုချစ်အောင်လုပ်မယ်သူတို့အချစ်ကိုဟန်တားမဲ့လူတွေသူတို့အချစ်တားဆီးမဲ့မိဘမောင်ကွာညီအကိုမောင်နှမတွေသူ့မွေးထုတ်ထားတဲ့သားသမီးတွေဒါတွေကြတော့မျက်နှာကိုမြင်တာနဲ့ရန်သူတယောက်လိုမြင်တယ်လို့မုန်းအောင်လုပ်တာကွာဒီစေးခဲခံရတဲ့သူတွေဆိုမိဘနဲ့တဆွေလုံးတစ်မျိုးလုံးကိုအတိုက်ခံလုပ်ပြီးအိမ်ဘောကဆင်းသွားတာမျိုးရုပ်ပတ်တဲ့သူဆိုရင်လင်မယားချင်းချင်းမိုးအောင်တိုက်ပြီးတော့လင်ငယ်နောက်လိုက်သွားအောင်လှုပ်ထားတတ်တယ်ဒါဆိုအမေကိုဘလို့ကုမလဲဆရာကြီးနာပုံးစီးကိုတုံယုံစရာမထုတ်နိုင်ဘူးကွာဒီစီးကနာပုံးစီးရဲကမှတစ်စက်ပုံမင်းနဲ့နာပုံးကြီးစီးပဲ
ဒါမဲ့ဒီဆေးတွေကငါ့အတွက်တော့အလွယ်လေးပါကွာဒါဆိုဆရာကြီးပြောသလိုဦးကျော်ဗလာမသိအောင်လို့ဆေးကိုထုတ်ကြပါလားဒီလိုလည်းမထုတ်ချင်ဘူးကွာဒီဆေးကိုထုတ်လိုက်ရင်ကျော်ဗလာကဆေးမရှိတာသိသွားတဲ့ချိန်မင်းမေကိုထပ်ပြီးစီးကတ်နိုင်သေးတယ်ဒီတော့ဒီကောင်ကိုငါလှုပ်တယ်ဆိုတာသိအောင်ရင်မင်းမေကိုနောက်ထပ်မလှုပ်ဖို့အတွက်ပြောချင်သေးတယ်ကွာကိုအောင်ရှိကမတ်တက်ထားရင်လိုက်ပြီးတော့အေးကြီးမသိရင်လုံးလာရင်အိမ်ကိုခေါ်လာခဲ့ခေါ်လို့မရဘူးကိုရဲ့မသိရင်ကုတ်ကားရွာပြန်ရောက်ကြတဲ့ကခြံထဲကိုမဝင်ဘူးသူ့ကိုခေါ်ရင်လည်းရုံးကန်နေရပဲအကိုကြီးခုနကပြောတဲ့နာပုံးစီးကြောင့်ကျမတို့မုန်းတီးနေတာဖြစ်မယ်ဒီကဦးအောင်ရှိကလွယ်ထဲကနေလက်ကင်ပေါ်မှာတထေကိုထုတ်လိုက်ပြီးတော့ဒေါ်အေးကြီးကိုလှမ်းပေးလိုက်တယ်ဒီအတိုင်းခေါ်တာမရရင်ဟောဒီလက်ကင်ပွားကိုခေါင်းပေါ်အုပ်ပြီးခေါ်လာခဲ့ဦးအောင်ရှင်ကခက်ပြက်ပြက်ပြောပြီးအိမ်ပေါ်ကဆင်းသွားပါရောကျုပ်လည်းခြေလက်တွေဆေးပြီးတော့ကြီးကြီးတန်းပြင်ကျွေးတဲ့မုံနေစားလိုက်တယ်ကြီးကြီးတန်းလောက်တဲ့မုတ်ဖက်ထုတ်တွေကောင်းကြီးထုတ်တွေမစားရတာကြာလို့လားမသိဘူးတော်တော်စားကောင်းနေဗျဒေါ်အေးကြီးနဲ့ကြီးကြီးတန်းတွေကရက်သေးရွာတွေကဟိုလူအကြောင်းဒီလူအကြောင်းတွေပြောဆိုနေကြတယ်နေ့လေမိုးတက်ကန်ဒီလောက်မှအမေကနိုးလာတယ်ဗျနိုးလာတာကလည်းစမ်းနေဗျမျက်ခုံတွေကဖြက်ကနေပွင့်ပြီးတော့ကြောင်စီစီကြီးနိုးလာတာအမေဘေးမှာထိုင်ပြီးအမေကိုစောင့်နေတဲ့ကျုပ်ကအရင်ဆုံးသိတာပေါ့ဗျာအမေနိုးလာပြီလားကျုပ်ကအမေကိုပေါ်ကနေတောမှုကြည့်လိုက်တော့အမေကကျုပ်ကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်ပြီးသူ့လက်တီနဲ့တွန်းထုတ်လိုက်တယ်ဟဲ့ကောင်လေးသွားစမ်းငါ့နောက်ကိုကတ်မလာနဲ့အမေကရုတ်တရက်တွန်းလိုက်တာကြောင့်ကျုပ်လည်းအနောက်ကိုလန်ထွက်သွားတယ်ဒေါ်ကြီးကြီးကပြေးလာပြီးတော့အမသိရင်တတိထားပါအောင်မရဲ့အမေကငေါကနေထားထိုင်လိုက်ပြီးတော့ဒေါ်ကြီးကြီးကိုတွန်းနေကြီးကြီးတန်းကအမေဘေးကိုပြေးသွားပြီးတော့အမေကိုပြေးဖက်လှရင်းနေစိတ်ထိမအောင်သိရင်မိစိတ်ကိုထိမအောင်အမေကကြီးကြီးတန်းကိုလည်းတွန်းလွတ်တာပဲဗျနောက်တော့ကြီးကြီးတန်းရောဒေါ်ကြီးကြီးရောအမေကိုတယောက်တစ်ဖက်စီဝိုင်းဖက်ပြီးချုပ်ထားကြတယ်ဒေါ်ကြီးကြီးကလေရှင်မောင်လက်ကင်ပွားယူလာခဲ့ကျုပ်လည်းရောက်ရှိပေးခဲ့တဲ့လက်ကင်ပွားလေးကိုဖျားเจ้าဆောင်ပေါ်ကနေယူလိုက်ပြီးတော့အမေရဲ့ခေါင်းပေါ်ကိုပြေးဥထလိုက်တယ်အမေရဲ့ခေါင်းကိုအုံပြီးတော့မှအမေကငြိမ်ကျသွားတယ်ဗျဒေါ်ကြီးကြီးကနေအမသိရင်အိမ်ကိုလိုက်ခဲ့နော်အဲ့လိုဆိုပြီးလက်ဆွဲတော့အသာလေးပဲထလိုက်လာတယ်အိမ်ထဲကအထက်မှာတော့အမေကကျုပ်တို့ကိုမကျေနပ်တဲ့အကြည့်နဲ့ကြည်ရင်အန်တွေကြိတ်လိုက်တာများတကြစ်ကျစ်နဲ့အတန်တွေမြည်နေတယ်ဗျရွာလန်းတိုင်းခေါ်လာရင်ဦးအောင်ရှိတို့ခြံဝိုင်းသားရောက်လာတော့အမေကငိုတော့တာပဲငိုတာမှကလေးတယောက်လိုတဟီတာနေကိုငိုတာခြံလေးရောက်တော့အမေကကျုပ်ကိုလှည့်ကြည့်ပြီးတော့အမေမသွားပြရစီနဲ့တားရင်အမေကိုတနာရင်ဒီအိမ်ပေါ်ကိုမခေါ်ပါနဲ့အဲ့လိုဆိုပြီးငိုကြီးကြမှာနေပြောရှာရီကျုပ်တော်မှနည်းနည်းတနာမိသွားတယ်ဒါပေမဲ့ဦးအောင်ရှိပြောထားလို့ဒါကနောက်ပုံးစေးကြောင့်ဆိုတာသိလို့ပေါ့ဗျာတော်ရလူဆိုရင်တနာတာနဲ့ပြန်ခေါ်သွားတော့မှာအိမ်ပေါ်ရောက်တော့ဦးအောင်ရှင်ကဖျားကန်းရှိမှပွဲတစ်ပွဲထိုးပြီးထိုင်ဆောင်နေတယ်ဦးအောင်ရှင်ကမိတ်ကိုလှုပ်ခိုင်းလိုက်တော့ကျုပ်တို့လည်းလွတ်လိုက်တယ်လာမသိရင်ဟောဒီဖြာပေါ်မှာထိုင်အမေကကလေးတယောက်လိုပဲခြေဆောက်နေပြီးဖြာပေါ်မှာသွားထိုင်ရှာရီတိတ်တော့မကျေနပ်တဲ့ပုံစံပဲဗျာကျုပ်တို့လည်းအမေနဲ့မလန့်မကန့်ကချမ်းပြေမှာထိုင်လိုက်တယ်အင်းဒီကတော့အိမ်တွင်းကနေရနာမှာထိုင်ပြီးကြည့်နေတယ်အမေကတငုံကိုတေးရီနဲ့ဖြစ်နေတယ်ဘုရားရှင်ကချမ်းပြေကိုလက်နဲ့ပုတ်လိုက်ပြီးတော့ကဲနာဘုံကောင်တိတ်ရှည်ရှည်ဝေးဝေးလုံမနေနဲ့မင်းစရာကိုမေးခေါ်သွင်းစမ်းဒီတော့မေကတဟားဟားနဲ့ရီတော့တာပဲရီတန်ကလည်းယောက်ျားကြီးတယောက်ရီရဲ့အတန်လိုပဲဗျာအဲ့ဒီအချိန်နေရနာမှာထိုင်နေတဲ့နှင်းကြီးကတဆက်ဆက်တုံလာပြီးတော့ခြေကိုချိတ်ပြီးကောက်ထိုင်လိုက်တာပဲကျမ်းမင်းကိုလည်းတပုံပုံနဲ့ပုတ်တယ်ဘေးကကြည့်နေတဲ့ကျုပ်တို့တော့အတော်လန့်သွားတယ်အောင်ပါမင်းကငါဖျားကန်ရှိမှာမဆိုင်နဲ့လူတော့ပူးကက်ပြရဲဆိုတော့မင်းရဲ့ဆွဲမသိဘူးဆိုတော့ပြကျင်တယ်နဲ့တူတယ်အင်းကြီးကတားဟားနဲ့ရေးပြန်နေသူ့အတန်ကယောက်ျားတယောက်အတန်ပဲဗျာကျော်ဗလာဆိုတာမင်းလားနင်းကြီးကဖေဖြစ်တဲ့ဦးအောင်ရှိန်ကိုမျက်တောင်းနေနဲ့စိုက်ကြည့်နေပြီးတော့ဟုတ်တယ်ကျော်ဗလာပဲမင်းတို့ဘာလုပ်ထားလဲဆိုတာငါသိရကျော်ဗလာမင်းရဲ့စီကိုငါလွယ်လွယ်နဲ့ဖြတ်နိုင်တယ်ဆိုပေမဲ့မင်းတို့တတိပေးစကားပြောရအောင်လို့ခေါ်သွင်းတာပဲ
မင်းတို့လောက်တာဒါနောက်ဆုံးချိန်ဖြစ်ပါစေနောက်တာမျိုးထပ်မလုံးနဲ့ကြားလာမဟုတ်ရင်မင်းကကြောင်းသိမယ်ဒီတခါနင်းကြီးတစ်ဖြစ်လေကြော်ပလာကတခါဟာနဲ့ရီပါလီရောဗျဟဲ့အောင်ငါပြောတဲ့အချိန်မှာရီစရာပါလေကျုပ်ကိုဘလို့ဆရာဘလို့ဂိုင်းမျိုးမှာမနိုင်ဘူးဗျာဆရာရီသာကျုပ်ကိုတောင်းပန်လို့ကျုပ်လုပ်တဲ့ပညာကိုပြန်ပြီးထုတ်ပြီးလိုက်ရပူတာပဲရှိတယ်ဒါဆိုရင်တော့မင်းမတော့ပြီးကြော်ပလားရင်းစာရွာကဖျက်ပြန်ဥအောင်ရှင်ဆိုတော့မင်းကြုံမြဲဘူးတဲ့တခြားဆရာတွေလို့မဟုတ်ဘူးကွာကျုပ်ဆိုရဲကြော်ပလားလေခမားကြုံမှုတဲ့လူတွေလို့မဟုတ်ပါဘူးဗျာဥအောင်ရှင်ကပေါင်ကိုလက်နဲ့ပုတ်ရင်းနေမင်းဆွမ်းတဲ့ထင်ရင်ကြိုက်တာလှုပ်လိုက်ကြော်ပလားကျုပ်တို့တော့မဟာခမားကျုပ်ကိုစိုးမစိုးနေတော့ပါကြီးလုံးလိုက်စမ်းပါကွာဒါဆိုရင်ဒီမိမကိုအနောက်ကိုလမ်းအောင်လှုပ်ပြမယ်ခမားဆွမ်းရင်သူ့အရှိကိုပြန်ဆွဲတကယ်လို့ကျုပ်ကခမားကိုနိုင်ရင်ခမားကျုပ်စီမှာတပည့်ခံရမယ်ကျုပ်ခိုင်းတာလုပ်ရမယ်ဘေးနားကနားထောင်နေတဲ့ကျုပ်တောင်ဒေါသတွေထွက်တယ်ဗျဦးအောင်ရှင်ကတော့အေးစစ်စစ်ပါပဲအိမ်လုံးလိုက်လေမသိန်းရဲ့နောက်စီကကျန်းကိုထိသွားရင်ငါရှုံးမယ်မသိန်းရဲ့နှစ်ဖူးကကျန်းကိုထိသွားရင်မင်းအရှုံးတော့ကြော်ပါလားမင်းရှုံးတော့မင်းလက်ခံနိုင်ရမယ်စိန်လိုက်လीဗျာကြော်ပလားဆိုရဲကျုပ်ကအောက်လန်းပေမဲ့မရုပ်မှတက်ဘူးဗျာပြောရင်းနဲ့ကြော်ပလားကအမေကိုကြည့်လိုက်တဲ့ချိန်အမေကထိုင်လျက်သားကနေခန္ဓာကိုယ်ကြီးကအနောက်ကိုလန်ကျလာတာဗျာလန်သားမှနည်းနည်းမဟုတ်ဘူးဗျာအမေရဲ့နောက်စီးနဲ့ကျမ်းပြေနဲ့ထိဖို့လက်သုံးလုံးလောက်အကွာထိလန်သွားတာဒါမှလူတယောက်ဆိုရင်ဒီလောက်လန်ရင်ကျမ်းပြေပေါ်ကိုဘုံကနေပက်လက်နဲ့လဲကြမှာပဲဗျာဦးအောင်ရှင်ကအမေကိုစိုက်ကြည့်လိုက်တဲ့အခါအမေကလေပေါ်မှာတက်နေတယ်ကြော်ပလဝင်ပူးထားတဲ့နှင်းကြီးကလည်းအမေကိုမမိတ်မသွန်စိုက်ကြည့်နေပြန်တယ်အမေကချိန်ခွေရှာတစ်ခုလိုအရှိကိုနည်းနည်းလေးပြန်တက်လာလိုက်အနောက်ကိုပြန်ပြီးလဲကျသွားလိုက်နဲ့လှုပ်ခတ်နေရဗျကြော်ပလကပညာကုံထုတ်သုံးပုံရှာတယ်အမေကိုကြည့်နေရင်အသက်ရှူတန်လေးပြင်းလာတယ်နောက်တော့နှာခေါင်းကနေတရှူးရှူးနဲ့အတန်လေးမြည်ပြီးနှာရည်ရီကျလာတယ်ဗျမျက်မှောင်ကြီးကျုပ်ထားပြီးမျက်နှာတစ်ခုလုံးကလည်းหนีရဲနေတာပဲဒါပေမဲ့သူဘလို့လှုပ်အမေရဲ့နောက်စီကကျမ်းမြေနဲ့မထိပဲနဲ့တမိုက်လောက်ကွာမှရက်တက်နေတယ်အမေကတော့ပက်လက်ကြီးလန်လို့ပေါ့ဝေါရှင်ကတော့ခက်ပြုံးပြုံးပဲဗျာကဲမင်းရဲ့စွမ်းကုန်ပြီလားကြော်ပလားငါမင်းကိုရှော့ပေးထားနော်မင်းလှည့်ပြီးရင်ပြောခမကြီးတကယ်စွမ်းရင်သူ့ကိုအရှိကိုစွဲလီဗျာအပူရီပြောနေပါနဲ့ဟေးကွာဒါဖြစ်ရင်လေငါအလှည့်ပေါ့ဝါရှင်ကအမေကိုစူးစူးဆိုင်ဆိုင်တစ်ချက်ကြည့်ပြီးဟေးလို့အတန်ကျင်းနဲ့အော်တလိုက်တာနဲ့အမေကပက်လက်လန်ရာကနေအရှိကိုချက်ချင်းကြီးကုန်းကျလာပြီးတော့နှစ်ဖူးနဲ့ချမ်းပြင်းနဲ့ထိပြီးဒုံကနေအတန်ကျင်းမိသွားတယ်ကျုပ်ကအမေကိုစိုးရင်ပြီးထဖို့လို့တော့ဦးအောင်ရှင်ကကျုပ်ကိုလက်နဲ့လှမ်းတာတယ်ကဲတိုက်လက်စားနဲ့ဖျားကိုဦးတိုက်ဆန်းဟိအမေရဲ့လက်နှစ်ဖက်ကလက်အုပ်ချပြီးခေါင်းပုံကိုတင်လိုက်တယ်နောက်တော့ရှိကချမ်းပြင်းကိုနှစ်ဖူးနဲ့ထိပြီးတဒုံဒုံနဲ့သုံးချက်တိတိဦးတိုက်တယ်ဗျာဦးအောင်ရှင်ကကြော်ပလာကိုကြည့်ပြီးတော့ဘယ်နဲ့လဲကြော်ပလာရဲ့မင်းရှုံးပြီဆိုတာလက်ခံပြီလားကြော်ပလာကမတီမနဲ့တောက်တစ်ချက်ခောက်တယ်မင်းရှုံးရင်ငါမင်းရဲ့တပည့်ခံရမယ်ဆိုတော့အခုမင်းရှုံးပြီဆိုတော့မင်းကငါရဲ့တပည့်ဖြစ်ခံယူရမယ်ကြော်ပလာရေကြော်ပလာကဒေါသထွက်ထွက်နဲ့ပေါင်ကိုလက်နဲ့တဖြန်းဖြန်းပုတ်တယ်ဗျာကဲတပည့်ကြီးကြော်ပလာရေမင်းငါခိုင်းတဲ့အတိုင်းလုပ်စမ်းပါမင်းသွင်းထားတဲ့နာပုံကြီးစိတ်ကိုမင်းပြန်ထုံးလိုက်ပြီးတော့သူ့ကိုမှဒဏ်ရာအနာတရားတစ်ခုမှမကျန်အောင်နှုတ်ယူသွားကျောင်းသားပုံစံကပြောင်းလဲသွားတယ်အစတော့ဒေါသထွက်နေပြီမဲ့အခုတော့ငါညာကြီးဖြစ်နေတယ်အမေကိုလက်ညှိုးထိုးပြီးတခုခုပြောလိုက်တော့အမေကဖျားကျောင်းဆောင်ရှိမှအယုတ်ကျိုးပြတ်ကြသလိုလဲကျသွားတော့တယ်ဦးအောင်ရှင်ကခေါင်းတငိမ့်ငိမ့်နေမင်းခံပြေးနေမယ်ဆိုတော့ငါသိပါတယ်ကြော်ပလာရာဒါပေမဲ့မသိန်းရင်ကိုမင်းပိုင်ဆိုင်ခြင်းနေဆိုရင်သူ့ရဲ့နှလုံးသားကိုမင်းပိုင်ဆိုင်ရအောင်စူးစမ်းရမှာကွာသိန်းသိန်းဟာကျုပ်ကိုမချစ်ဘူးရဲ့ဗျာကျုပ်ကိုမေးပြစ်လိုက်ပါလို့ပြောပြီးငင်းဆန်သွားတယ်ဗျာအေးလေမင်းကိုမချစ်ဘူးဆိုတော့မင်းကဘာဆက်ဖြစ်ချင်နေရလဲသူကျုပ်ကိုချစ်ချစ်မချစ်ချစ်ကျုပ်ကသူ့ကိုချစ်တယ်ဗျာ
ဒါကြောင့်သူ့ကိုပိုင်ဆိုင်ခြင်းနဲ့သူ့နှလုံးသားကိုသိမ့်ပိုက်မရရင်တော့မှသူ့ကိုဆေးခတ်ပြီးကြုံမရဖြစ်အောင်သိမ့်ပိုက်မယ်ဟာမင်းဆေးကတသက်လုံးခံပါတယ်လားကွာဆေးပြေတော့ဘယ်နဲ့လုပ်မလဲဟိုဗျာဆေးတစ်ခုပြင်နောက်ဆေးထက်ခတ်မယ်ဗျာဘာပဲဖြစ်ဖြစ်သူ့ကိုပိုင်ဆိုင်ရဖို့အတိကမလားအဲ့ဒီကဦးအောင်ရှင်ကတကြွကြွနဲ့ညင်းညူတယ်မင်းကအချစ်မှမဟုတ်တာပဲကြော်ပလာရမင်းရဲ့အချစ်စိတ်ဆိုတာတကယ်တော့အတ္တပဲငါမေးပြစီဦးမင်းကသူ့ကိုချစ်တယ်လို့ပြောပြီးတသက်လုံးလူမန်းသူမန်းမသိအောင်ဆေးခတ်ပေါင်းသိနေတော့ရောသူကမင်းကိုပြန်ချစ်မှာလေလားမင်းကမသိရင်ကိုပါဇက်ကချစ်ပါလေလို့တဖွာဖွာပြောပြီးဆေးခတ်ပေါင်းသိတာကရောအချစ်လို့ဖြစ်နိုင်မလားတကယ်ချစ်တဲ့လူဆိုတာကိုချစ်တဲ့လူတိခိုက်နာခြင်းတော့မြင်နိုင်ပါမလားကြော်ပလားအချစ်ဆိုတာရယူပိုင်ဆိုင်ခြင်းတည်းမဟုတ်ဘူးကွာပေးဆက်တင်ရင်ပေးဆက်ရတယ်ကိုချစ်တဲ့သူပျော်ရွှင်ဖို့အတွက်ဆွတ်လို့တင်ဆွတ်လို့ရတယ်မင်းအခုလိုလုပ်တာမင်းသူ့ကိုတကယ်ချစ်ရမရဘူးမင်းကသူ့ကိုဒုက္ခပေးနေရပဲကြည်စမ်းပါဦးကွာမင်းရဲ့ဆေးမိပြီးတော့မသိရင်ဘလို့ရုပ်ပေါက်သွားရဲဆိုတာမင်းသိချာကြည့်ပြီးတော့မင်းဒီမျက်ဝန်းမှာမျက်ရည်တွေစီးကြလာတယ်ဗျာဟုတ်ပါတယ်ဆရာကြီးကျုပ်သူ့ကိုချင်လို့ငယ်ငယ်ကတခါဆွန့်လွတ်ခဲ့ပြီးသားဒါပေမဲ့သူအခုလိုစီးပွားရေးအစဉ်ပြေပဲရုန်းကန်နေရတာမြင်တော့ကျုပ်မခံစားနိုင်ဘူးဗျာငယ်ငယ်ကနောက်ဆုတ်ပေးခဲ့ရပြီမယ်ဒီတခါတော့အရာယူသိမ့်ပိုက်လိုက်မယ်ဆိုပြီးကျုပ်ကြံပြီးကြံလိုက်တာပါဆရာကြီးတကယ်တော့ကျုပ်ကသူ့ကိုထိခိုက်နစ်နာအောင်လုပ်ချင်တာမဟုတ်ပါဘူးကျုပ်နဲ့သူနဲ့ညားပြီးရင်သူ့ကိုတထေးကတော့တယောက်လို့တင်တောင်းတင်တယ်ထားခြင်းလို့လုပ်တိုင်းမိရပါဆရာကြီးငါမင်းကိုအပြစ်မတင်ပါဘူးကြော်ကလားအခုမသိရင်ရဲ့အချိန်တွေကိုမင်းသိသွားပြီဆိုတော့မင်းကိုယ်တိုင်ဘာလုပ်ရမလဲဆိုတာကိုကောင်းကောင်းစဉ်းစားသုံးသပ်ပါကဲသွားတော့ကြော်ကလားကဦးအောင်ရှိန်ကိုလက်အုပ်ချပြီးဦးကုန်းချတယ်ဗျဦးချပြီးတော့နေကြီးကကျမ်းပြင်ပေါ်ဒုံကနေလဲကျသွားတာပါပဲဦးအောင်ရှိန်ကဘုရားကျောင်းဆောင်ပေါ်ကငွေဖလားလေးတစ်လုံးနဲ့ထည့်ထားတဲ့ရေတွေကိုလက်နဲ့ဆွတ်လိုက်ပြီးနှင်းကြီးမျက်နှာကိုရေစက်လေးတွေနဲ့တောက်လိုက်တော့နှင်းကြီးကပြန်နိုးလာတယ်မင်းကိုလည်းဒီနေ့တိုင်းလှုပ်လိုက်တော့အမေကကြောင်စီစီနဲ့နိုးလာတယ်ဗျဟင်ဒါပဲညောင်ရောက်နေရတယ်ဘယ်မှမဟုတ်ဘူးအမသိရင်ရဲ့ဒါမင်းစာရွာကိုပြန်ရောက်နေတာကျမတို့အိမ်ကိုရောက်နေရလေဒေါ်ကြီးကြီးပြောတော့မေကပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေသည်အဲဒီလိုကြည့်နေရင်းကနေကျုပ်ကိုမြင်တော့သားဆိုပြီးတခွန်းနဲ့អော်ရင်ပြေးဖက်တယ်ကျမကကုတ်ကားရွာရောက်နေရဲ့ထင်လို့ဆရာကြီးရဲ့ခမရဲ့သိစိတ်တရားကုတ်ကားရွာမှာကြံနေခဲ့လို့ပါပြီးခဲ့တာတွေထားလိုက်ပါတော့မသိရင်ကြော်ဗလားဆိုရဲသူနဲ့ခမနဲ့ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုကျုပ်တို့ပြောပြပါ။ဦးရှင်ပြောလိုက်တော့အမေကရှက်သွားတဲ့ပုံပဲဗျာ။ဒီလိုပါဆရာကြီးရဲ့ကိုကျော်ဗလားကကျမနဲ့ကြောင်းနေပတ်ပါ။ငယ်ငယ်ကကိုကျော်ဗလားကကျမကိုချီရေးဆူခဲ့ပြီးမြဲသူ့ကိုကျမကရီစားတန်ညာတယောက်ဖြစ်ပြန်မချစ်နိုင်တာမို့ဟော်ရီကရှင်မောင်တို့ပြီးကိုတိုးရဲ့ချစ်ကိုပဲလက်ခံခဲ့ပါပြီ။အခုကျမအေးကြီးနဲ့ကွန်ကူးသွားရင်ကုတ်ကားရွာကိုရောက်တော့ကိုကျော်ဗလားနဲ့အမတ်မတင်ပြန်တွေ့ကြတယ်။သူကကျမမှလင်ယောက်ျားမရှိဘူးဆိုရင်ပေါင်းထုတ်ချင်တယ်ဆိုလို့ပြောပြီးမြဲကျမကတော့အဲ့ဒီအိမ်တော်မှုကိစ္စတွေကိုစိတ်မဝင်စားတော့လို့ကိုကျော်ဗလားရဲ့ကမ်းလှမ်းချက်ကိုညှင်းဆန်လိုက်ပါရှင်။ကျော်ဗလားကခမရရဲ့နှလုံးသားကိုမရလို့ခမရကိုအပိုင်သိမ်းအောင်ကြံခဲ့တာပဲမသိရင်အခုတော့အားလုံးရှင်းသွားပါပြီ။ဒါနဲ့ခမရကရောကျော်ဗလားကိုစိတ်ရှင်းနေဆိုတာသိကြလား။သိကြပါတယ်ဆရာကြီးရေ။ကျမဘဝမှာအရေးကြီးဆုံးကဟော်ရီကကျမရဲ့သားလေးပဲရှိရတာပါ။ကျမကျန်တာတွေကိုစိတ်မဝင်စားဘူး။သားလေးကောင်းကောင်းမွန်မွန်ကြည်ပြင်းဖို့တော့ရေးကြည့်ပါလေ။ဒါတော့ခမရဲ့စိုးပြချက်ပေါ်မသိရင်ကျုပ်ကလူမှုရေးကိစ္စတွေစိတ်ဝင်စားပါဘူး။ကာရီမောင်ရဲ့မင်းမရောအိမ်ပြန်ခေါ်သွားပြီးတော့အားရှိတာလေးတွေချက်စားကြပါဦး။ဘောရှိကငွေတွေထုတ်ပြီးရဲ့ဗျာ။ဒီငွေတွေကမောက်ရကအိမ်ပိုင်ရှင်ဦးလေးကြီးပေးလိုက်တဲ့ငွေတွေတင်းကတချို့တော့ဖြစ်မယ်ထင်နေဗျာ။ကျုပ်ကယူဖို့လက်တွန်းနေအမေကလည်းကျုပ်ကိုယူစေခြင်းပုံမရဘူး။ယူဆိုယူလိုက်ပေါ့ရှင်မောင်ရ။မင်းကငါတပည့်ငါခိုင်းတာတသွေမသိမ်းလုံးမယ်ဆိုပြီးတစ္ဆာဆိုတာမေ့သွားပြီလား။ဘောရှိဒီလိုပြောမှကျုပ်လည်းငွေတွေကိုလှမ်းယူလိုက်တယ်
အမေကဦးအောင်ရှင်ကိုကတော့ပြီးကျုပ်တို့သားမိတွေအိမ်ကိုပြန်လာခဲ့ကြပါတယ်။ပြည်သူများခင်ဗျအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအက္ခစောရေးသားထားတဲ့ဖျေပြန်ဦးအောင်ရှင်နဲ့အောင်လန်းဆရာရဲ့အချစ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။